No no ဒါမျိုးကမျိုးသားတွေပဲလိုချင်တာပါမျိုးသမီးအများစုကလက်မောင်းမတုပ်ချင်ကြပါဘူးဖြစ်နိုင်ရင်သေးနိုင်မြသေးချင်ကြတာပါအခုဒီဗီဒီယိုထဲမှာတကယ်လို့လက်မောင်းတုပ်နေဆိုရင်လက်မောင်းသေးတွေအောင်ဘာလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသိထားမယ့်အချက်လေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြအောင်ကြည့်လိုက်ပါလက်မောင်းလေးသေးချင်တယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့လက်မောင်းကဘာလို့တုပ်လာလဲဆိုတာကိုစမ်းစစ်ကြည့်ရမှာဖြစ်ပါတယ်ပထမဆုံးအချက်က weight တက်လာရင်လက်မောင်းလဲတုပ်လာတတ်ပါတယ်ကိုကခိုင်းတဲ့ weight တွေအများကြီးတက်လာတယ်ဆိုရင်လက်မောင်းလေးတစ်ခြားပေါက်ကြီးလာဖို့လားလာများပါတယ်ဒီလိုမျိုးဆိုရင်တော့ကိုက weight ရင်ဆုံးချမှာဖြစ်ပါတယ်ကိုလက်မောင်းကိုပဲကိုကြည့်နေလို့မရဘူးကိုကျန်းမာရေးကိုလည်းထိခိုက်စေမဲ့ဒီ weight ပိုတွေတက်လာတယ်ဆိုရင် weight ကိုမကြကြအောင်အရင်ဆုံးချမှာပါပြီးတော့မှကိုလက်မောင်းတစ်ခုထဲနဲ့ကွက်ပြီးတော့မှအစီကျန်ခဲ့တယ်ကျန်တာတွေကကွာပိန်တယ်လက်မောင်းပဲတုပ်နေဆိုရင်ဒီလက်မောင်းကတုပ်တာအစီကြောင့်လားဆိုတာကိုဖြေရှားမှာဖြစ်ပါတယ်တကယ်လို့လက်မောင်းမှာပဲအစီစုကများနေရင်တော့ကိုယ့်ရဲ့အစားတောက်ကိုတော်တော်လေးကိုဆင်ခြင်ရပါတော့မယ်အဓိကအဖြစ်ဆိုရင်ကိုယ့်ရဲ့မဟော်မုန်းအက်စထရိုဂျင်ဓာတ်ကိုအထွက်များစေတဲ့အစားတောက်မျိုးကိုပို့ပြီးတော့မှဆင်ခြင်ရပါတော့မယ်ဥပမာဆိုပါစို့မြေပဲမျိုးပဲနို့ပြီးတော့နောက်တစ်ခုကနို့ထွက်ပစ္စည်းတွေထောပတ်တွေအစီအစံတွေပြောမယ်ဆိုရင်နေကြစီတို့ပေါ့နော်အလွန်ကျွန်းစားမိနေဆိုရင်ဒါတွေကကျွန်တော်တို့ရဲ့မဟော်မုန်းကိုအထွက်များစေပါတယ်အမျိုးသမီးတွေအနေနဲ့တကယ်လို့ဒီလိုမျိုးအစားအသောက်တွေကိုအများကြီးစားမိနေတယ်ဆိုရင်မဟော်မုန်းမငြိမ်သက်မှုမတည်ငြိမ်မှုဖြစ်တဲ့ခါကျရင်လည်းအစီစုရဲ့အနေနဲ့ကိုယ့်လက်မောင်းမှာအစီလာစုတတ်ပါတယ်ဒါကြောင့်မလို့ဒီအစားအသောက်လေးကိုလည်းရှော့ပြီးတော့မှစားတောက်တင်ပါတယ်လုံးဝဖြတ်မယ်လို့မဆိုလိုပါဘူးကိုကအလွန်ကျွန်းစားမိနေလားဆိုတာစမ်းစစ်ပါစားမိနေဆိုရင်တော့ရအောင်ရှော့ပါနောက်တစ်ခုကကိုယ့်ရဲ့လက်မောင်းကအစီကြောင်းတုတ်တာမဟုတ်ဘူးဆိုရင်ပျော့တွဲနေလို့လားပေါ့နော်ကိုလက်မောင်းကိုအသုံးပြုတာနည်းတယ်ပြောမယ်ဆို immobility ပေါ့နော်ကိုလည်းလှုပ်ရှားမှုအရင်နည်းလာတဲ့အခါကျရင်ဒါမှမဟုတ်အသက်အရွယ်ကြောင်းမလို့ကိုခန္ဓာကိုယ်မှာကြွတာဆုံးရှုံးမှုဖြစ်လာဆိုရင်လည်းလက်မောင်းကပျော့တွဲပြီးတော့မှကြည်လင်မှုမရှိတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တုတ်တလို့ပုံစံမျိုးလည်းဖြစ်တတ်ပါတယ်အဲ့လိုမျိုးဖြစ်တဲ့ဆိုရင်တော့ကိုအဓိကလောက်ရမှာကကိုလည်းလှုပ်ရှားမှုပြန်လုပ်ပေးရမယ်လုပ်တဲ့အခါကျရင်လည်းဒီလက်မောင်းကိုပျော့လို့ဆိုရင်လက်မောင်းတစ်ခုတည်းပဲဒါ bicep curl လက်မောင်းကွေးမယ် tricep press ပေါ့နော်လက်မောင်းအနောက်ဆန့်မယ်ဆိုတာနဲ့မလုံလောက်ပါဘူးဘာလို့လဲလို့ပြောမယ်ဆိုရင်ဒီလက်မောင်းကိုပတ်ထားတဲ့ tissue အလွှာဆိုတာရှိရပေါ့နော် wrapping လုပ်ထားတာပေါ့နော်အဲ့ဒီဟာကအချက်လိုက်ခန္ဓာကိုယ်မှာသူအတွဲလိုက်ဖြစ်နေတာအဲ့တော့ဒီအရေပြားကိုကကြစ်လက်ချင်တယ်ဆိုတဲ့ခါကျရင်ဒီအချက်လိုက်အသုံးပြုဖို့အတွက်ဒီကိုယ်လုံး functional ကြတဲ့ကွန်မောင်းဖြစ်တဲ့လေ့ကျင့်ခန်းတွေကျွန်တော်တို့လုပ်ပေးတင်ပါတယ်ဒီလက်မောင်းလေးပဲကိုယ်လိုက်ဆက်လိုက်ဆိုရင်ဒီအဲ့အလွှာအောက်ကကြောတာကိုပဲကိုယ်ထိန်းသိမ်းပေးမယ်ဒါတွေပဲကြစ်လက်ဖို့အတွက်ပဲဖြစ်မယ်ဒါပေမဲ့အပေါ်ကအလွှာကိုကြစ်လက်ဖို့အတွက်ကိုကြတော့ထိရောက်တဲ့လောက်မထိရောက်ဘူးပေါ့နော်အဲကြောင့်မလို့ကိုယ်လက်မောင်းကဒါရေပြားရော့တွဲနေလို့တုတ်တယ်လို့ကြီးလို့ပုံစံမျိုးဖြစ်တယ်ဆိုရင်တော့ functional ဒီကိုယ်လုံးကိုယ်လက်လှုပ်ရှားမှုပါတယ်လေ့ကျင့်ခန်းမျိုးအဓိကလုပ်ပေးဖို့လည်းမမေ့ပါနဲ့ဒါအများစုသတိမထားမိတဲ့အချက်ပေါ့နော်ကိုယ်လက်မောင်းလှချင်လို့လက်မောင်းပဲလေ့ကျင့်အောင်နဲ့မလုံလောက်တဲ့အချက်ကိုပြောချင်တာဖြစ်ပါတယ်နံပါတ်3အချက်ကကိုယ်လက်မောင်းအယိုးကတုတ်လို့များလားပေါ့နော်လူများစုတော့မဖြစ်နိုင်ပါဘူးအများစုကတော့အစီများလာလို့ဒါလက်မောင်းကတုတ်လာဖြစ်ပါတယ်အယိုးကတုတ်ရင်လည်းဘယ်လောက်တုတ်နိုင်မှာမလို့လဲပေါ့နော်နောက်ဆုံးပြောချင်တာကိုယ်ကလက်မောင်းအယိုးတုတ်လို့တုတ်တယ်ဆိုရင်တောင်မှလည်းဒါတွေကကိုယ့်ရဲ့ခန္ဓာကိုယ်အလှပနဲ့ကိုယ့်ရဲ့ကျန်းမာရေးလိုက်စားဖို့အတွက်ကိုရက်တန့်ဖို့အတွက်စိတ်တကြစရာမလိုတဲ့အချက်လို့ပြောချင်ပါတယ်စဉ်းစားကြည့်လိုက်ပါနော်ကိုယ်အနေနဲ့လက်မောင်းလေးတုပ်မယ်ခန္ဓာကိုယ်ကလည်းဒါအစီတွေတက်ပြီးတော့မှကျန်းမာရေးအတွက်လည်းမကောင်းဘူးဆိုတာထက်စာရင်လက်မောင်းလေးတုပ်မယ်ကျန်တာလည်းတွန့်တဲ့သူ fit ဖြစ်ပြီးတော့မှအကောင်းဆုံးလှနိုင်မယ်ဆိုရင်ဒုတိယဟာပို့ပြီးတော့မှကိုယ့်အတွက်ဆွဲဆောင်မှုရှိရလို့ဒါမိတ်ဆွေလည်းမြင်မဲ့ထင်ပါတယ်နော်ကျန်းမာရေးလိုက်စားတဲ့အခါကျရင်ကိုယ်တင်နေရတဲ့လှဖို့အတွက်လိုက်စားရလို့မမြင်ပါနဲ့ဒီချိန်မှာကိုယ်ခန္ဓာကိုယ်ကိုစိတ်သွားနိုင်ကိုပါနိုင်ဖို့တရက်သွားလာတဲ့ခါကျရင်ပေါ်ပါလန်းဆန်းနေဖို့အသက်ရှူချောင်နေဖို့တခြားတော့ရည်ရွယ်ချက်တွေအများကြီးရှိရဆိုတာကိုလုံးဝမေ့လိုက်ပါနဲ့ဒီအတွက်ကိုကစူးစမ်းတာဆိုတာကိုလည်းလုံးဝမမေ့ဘူးဆိုရင်တော့ဒီလက်မောင်းလောက်လေးကတော့နည်းနည်းပါကိုအတွက်ကိုစိတ်တိုင်းကြမဖြစ်ခဲ့ရင်တောင်မှကိုအတွက်အကောင်းဆုံးဖြစ်နေဦးမှာဖြစ်ပါတယ်အခုကျွန်တော်မျှဝေပေးသွားတဲ့အချက်3ချက်ထဲမှာဘယ်တစ်ချက်ကကိုနဲ့ကိုက်ညီနေလဲဆိုတာကို comment မှာမပေးခဲ့လိုက်ပါမိတ်ဆွေသိချင်တဲ့မေးခွန်းလေးရှိရဆိုရင်လည်း comment မှာမပေးခဲ့လိုက်ပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ဆုံကြပါမယ် bye bye